ကိုဝင်ဆောင်အချိန်မတိုင်ခင်မှာပေါ့နော်သွေးရတော့စစ်သွားပါတယ်ဆရာတဲ့ဒါပေမဲ့ဘာသွေးရလဲဆိုတာတဲ့သိချင်ပါတယ်တဲ့ကိုဝင်ဆောင်မတိုင်ခင်မှာဘာသွေးရစစ်ရလဲတဲ့ဒါကတော့ blood group and hemoglobin အမေက A လား B လား AB လား O လား RH positive လား negative လားအပေါင်းတွေးလားနှုတ်တွေးလားသိဖို့လိုပါတယ်နောက်တစ်ခုက hemoglobin အမေရဲ့သွေးအားဘယ်လောက်ရှိလဲ hemoglobin တက်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့သိဖို့လိုပါတယ်နောက်တစ်ခုကတော့ကူးစက်ရောဂါစစ်ဆေးတာပါ PCR VDR လို့ခေါ်တဲ့ကူးစက်ရောဂါစစ်ဆေးဖို့အတွက်လိုအပ်ပါတယ်အသေးအောင်တော့ပါ B ပို C ပို HIV နဲ့ကာလာသားရောဂါပိုရှိမရှိစစ်ဆေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စီးစစ်တာဖြစ်ပါတယ်စီးစစ်တယ်ဆိုကျွန်တော်တို့စီးထဲမှာအနေပါနေတာလားစီးထဲမှာအသားဓာတ်တွေပါနေလားစီးထဲမှာအချိုဓာတ်တွေပါနေလားစသဖြင့်ဒီစီးစစ်တာကနေပြီးတော့တစ်ဆင့်ကျွန်တော်တို့အမေမှာပြည့်ကျရှိနေတာလားစသဖြင့်ဒါလေးတွေခံမှန်းနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့အရေးအကြီးဆုံးမှာ ultrasound မှာ ultrasound ကနေပြီးတော့တစ်ဆင့်ကလေးရဲ့အသက်အချင်းအနေထားကလေးရဲ့ကြီးထွားမှု fetal presentation လို့ခေါ်တဲ့ကလေးရဲ့ပုံစံအနေထားခေါင်းနဲ့လားကြောနဲ့လားတင်ပါနဲ့လားစသဖြင့်ဒါတွေသိခွင့်ရမှာဖြစ်ပါတယ်ဒါကတော့ပုံမှန်မိခင်တယောက်မှာစစ်ဆေးတဲ့ test တွေဖြစ်ပါတယ်ဆရာဝန်တွေအနေနဲ့တန်တရားရှိခဲ့မယ်ဆိုရင်ပုံမထူးခြားတဲ့ test တွေလည်းစစ်ဆေးဖို့အတွက် recommend လုပ်နိုင်ပါတယ်